တစ်ချိန်ကတော့ဖိနစ်မျိုးနွယ်စုရဲ့လူငယ်မင်းသမီးနတ်ဖျားတိုင်းကြောက်ရွံ့ရတဲ့နယ်ပယ်3ခုလုံးတုံလုံးခြောက်ခြားသွားစေတဲ့နာမည်ပိုင်ရှင်ဖြစ်ခဲ့ပူပါတယ်။ဒါပေမဲ့အခုတော့နေပတ်ဝင်လန်လွဲချော်ခဲ့ပြီးနောက်မှာအမွေးတောင်မရှိတဲ့ထိပ်ပြောင်ပြောင်းတဲ့ငှက်အိုလေးတစ်ကောင်ဖြစ်သွားရပါပြီ။အဲ့ဒီအချက်ကတည်းမလုံလောက်သေးပဲဒီလိုအသုံးမကျတဲ့ငှက်အိုလေးဖြစ်နေတဲ့ကျမကနယ်ပယ်3ခုလုံးမှာနံပါတ်1စစ်ဖျားကြီးရဲ့ရေချိုးကန်တွေကိုတန်းပြီးပြုတ်ကျသွားခဲ့တာပါ။3စက္ကန့်လောက်ပဲရှိသေးတယ်။ကျမကနတ်ဖျားတွေကိုတုံလှုပ်သွားစေတဲ့ဖိနစ်ဘရင်မဖြစ်ခဲ့တာ။အခုတော့ကျမရဲ့တသက်တာရန်သူတော်ကန်ရှင်ရဲ့လက်ထဲကိုတန်းပြီးရောက်သွားခဲ့ပါပြီ။သူကကျမကိုကင်ထားတယ်။ကြံနေတဲ့အမွေးနှချောင်းတွေကိုကင်ထားတာတကယ်ဆိုရင်ဖိနစ်မီကိုမှုတ်ထုတ်ပြီးသူ့ကိုပြာကျသွားအောင်လုပ်လိုက်ရမှာ။ဒါပေမဲ့စွမ်းအားတွေအကုန်ခန်းနေတော့သူ့ရဲ့အေးဆက်နေတဲ့လက်ချောင်းလေးတွေကိုပဲအားမလို့အားမရနဲ့ပုတ်တက်နေမိပါတယ်။တကယ်ပါပဲ။ကျမကိုရိုက်ချင်စိတ်တောင်ပေါက်မိတယ်။သူကျမကိုကြည့်တဲ့အကြည့်ကဘယ်နာကနေစပြီးခွဲစိတ်ရမလဲလို့စဉ်းစားနေတဲ့အကြည့်မျိုးပဲ။ဒါပေမဲ့တတဝါတိုင်းရဲ့ဝိညာဉ်ကိုလူယူသွားနိုင်တဲ့သူ့မျက်နှာကကျမရှိတက်တဲ့မှာရှိနေတယ်။သူ့ရဲ့သပင်ရှည်တွေကဆူဆွနေပြီးရေခဲလိုအေးဆက်နေတဲ့ရင်အုပ်ပေါ်မှာကပ်နေတယ်။ကျမရဲ့ပဲစီလောက်ရှိတဲ့မျက်လုံးလေးတွေကိုပြူးကျဲပြီးအနေရကင်းတဲ့ပုံစံမျိုးအယူတယောက်လိုဟန်ဆောင်နေလိုက်ပါတယ်။ဒီလိုရုပ်ဆိုးတဲ့အရာကဘယ်ကရောက်လာတာလဲတဲ့။ခမားကူမှရုပ်ဆိုးတာခမားမိသားစုတစုလုံးရုပ်ဆိုးတာ။သူကမျက်မှောင်နဲ့ကျုပ်ပြီးသူ့ရဲ့လက်ချောင်းရှည်ကြီးတွေနဲ့ကျမရဲ့ထိပ်ပြောင်ပြောင်အတောင်ပံတွေကိုယွန်းရှာသလိုထိုးဆွနေတယ်။ကိုမဟုတ်ပါဘူး။ဒီလူတက်သမားနတ်ဖျားကကျမကိုမိခင်ပြီးအစာပြေစားဖို့ကြံစီနေတာလား။ကျမစိတ်ကိုတင်းထားပြီးတိုးတိုးလေးអော်လိုက်တယ်။ပြီးတော့သူ့လက်ပေါ်မှာခေါင်းလေးနဲ့ပုတ်တက်လိုက်တယ်။ကန်ရှင်ရုတ်တရက်ငြိမ်ကျသွားတယ်။သူ့ရဲ့အမြဲတမ်းရေခဲလိုအေးဆက်နေတဲ့မျက်လုံးတွေထဲမှာအံ့အားသင့်တဲ့အရေးရောင်လေးတစ်ခုဖြတ်ပြေးသွားတယ်။ဒီမျက်လုံးတွေကတယောက်ယောက်ကိုတွားတူနေတယ်။ဒီလိုအခြေအနေဆိုးထဲမှာရှိနေတဲ့ကျမကိုဘသူကများတူနေရမှာလဲ။ဒါပေမဲ့သူကကျမကိုပြစ်မချပဲအဖြူရောင်ဝိယုံကိုဆွဲယူပြီးရေဆူနေတဲ့ကျမကိုလေးကိုပတ်ပေးလိုက်တယ်။သူကလက်ဖက်ရည်သွားယူဖို့လှည့်လိုက်တဲ့အချိန်မှာသူ့လက်စွပ်ထဲကစာလေးတစ်ခုပြုတ်ကျပြီးပွင့်သွားတယ်။အဲ့ဒီပုံမှာနီရဲတဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးဂုံယူဝင့်ကြွားကဘသူမှမထိန်ချုံနိုင်တဲ့။နဖူးမှာအနီရောင်အမတ်သားရှိတဲ့မိန်းမတစ်ယောက်ရှိနေတယ်။အဲ့ဒါကျမပဲ။ကျမကသူ့ကိုတိမ်မလောက်ရန်သူလိုသဘောထားခဲ့တာဒီခွေးကောင်ကကျမရဲ့ပုံတူကိုတိတ်တဆိတ်သိမ်းထားတာလား။စာလေးရဲ့အစွန်းတွေပုံးပဲ့နေတာကိုကြည့်ရင်သူဒီပုံကိုနေတိုင်းထုတ်ကြည့်နေတာသိချတယ်။တောက်ဒီလူတက်သမားနတ်ဖျားကကျမကိုတိတ်တဆိတ်ချစ်နေတာလား။ကျမအံ့အားသင့်မှုကနေမလွတ်မြောက်ခင်မှာပဲသူကကျမရဲ့လက်ပင်ကိုထုံးစံအတိုင်းဆွဲကင်လိုက်ပါပြီ။ကုန်းလုံးနတ်ဖျားပွဲတော်စတော့မယ်။ကိုပြုပြင်ပါ။ငါ့ကိုအဆက်မခွဲနဲ့။ကန်ရှင်အေးဆက်တဲ့မျက်နှာထားနဲ့ဝင်လာတဲ့အခါခမ်းမတစ်ခုလုံးတိတ်ဆိတ်သွားပါတယ်။လူတိုင်းရဲ့မျက်လုံးတွေကသူ့လက်ထဲကအရေးတွန်းပြီးထိပ်ပြောင်နေတဲ့ငှက်လေးဖြစ်တဲ့ကျမစီရောက်လာတယ်။ပန်းနဲ့သမီးကအနှဲငယ်ပြုံးပြီးတော့စစ်ဖျားရည်ဒီထိပ်ပြောင်တဲ့တတဝါကိုဘယ်မှာကောက်ရလာတာလဲဟင်းလျာအဖြစ်ယူလာတာလားလို့မေးတယ်ဟင်းလျာဆိုတဲ့မင်းကောင်းပဲကန်ရှင်ကမျက်တောင်တောင်မခတ်ဘူးသူ့ကဝင်းကျင်ကအပူချိန်တွေချက်ချင်းကျဆင်းသွားတယ်ငါရဲ့အိမ်မွေးတတဝါပဲဘသူပဲဖြစ်ဖြစ်အတင်းပြောရဲရင်ငါနဲ့စမ်းကြည့်လူတိုင်းရဲ့အကြည့်အောက်မှာသူကအံ့ဩစရာကောင်းလောက်တဲ့စိတ်ရှိမှုနဲ့စပစ်တီးကိုခွာပြီးကျမကိုကြွေးလိုက်တယ်သူ့ရဲ့လေတံကထူးထူးခြားခြားနူးညံ့နေတယ်အောက်မှာရှိတဲ့နတ်ဖျားတွေကအံ့ဩလုံးလို့သူတို့ရဲ့ခွက်ထဲကိုတော့မျက်လုံးတွေပြုတ်ကျမတက်ဖြစ်ကုန်ကြတယ်ကျမစားနေတော့မှပဲအနက်ရောင်တစ်တီးတစ်လုံးကိုတွေးလိုက်ရတယ်နှစ်ပေါင်း1000တက်တက်ရှိတဲ့ဝိညာဉ်တစ်တီးပဲစားလိုက်ရင်စွမ်းအားတွေပြန်ရမယ်သူအာယုံလွဲနေတော့ကျမလေဘင်းကိုဆန့်ပြီးမြူချလိုက်တယ်ပူလိုက်တာကျမပိုက်ထဲကပောက်ကွဲတော့မလို့ပဲနှစ်ပေါင်း1000ရဲ့ဝိညာဉ်စွမ်းအားတွေကအရန်ကိုပြင်းထန်နေတယ်အတုံးမကျတဲ့ကျမရဲ့ခန္ဓာကိုယ်ကချက်ချင်းဆိုသလိုမိပေါင်ဓာတွေပြည့်နေတဲ့တိုင်ကြီးဖြစ်သွားတယ်ကျမအရေးပြားတွေကနီးရဲပြီးကြည်လင်နေတဲ့အထိပါပဲကန်ရွှေရဲ့မျက်နှာထားကချက်ချင်းပြောင်းလဲသွားတယ်သူကကျမရဲ့ကြောကိုလက်ဝါးနဲ့ရိုက်ချလိုက်တော့အလွန်စင်ကြယ်ပြီးအေးဆက်တဲ့မူလစွမ်းအားတွေကကျမရဲ့တွေးကြောတွေထဲကိုရေလိုင်းလိုစီးဝင်လာပြီးပြင်းထန်တဲ့စွမ်းအားတွေကိုအတင်းဖိနှိပ်လိုက်တယ်သူကကျမကိုကဲဖို့အတွက်သူ့ရဲ့စစ်ဖျားစွမ်းအားတွေကိုတကယ်ပဲသုံးလိုက်တာပါကျမကိုသူ့ခန်းနဲ့ပြန်တည်သွားတယ်ဒီလောက်တောင်အားကုန်သွားတာတောင်သူကသူ့ရဲ့ပုံမှန်လုပ်ရိုးလုပ်စဉ်တွေကိုပဲတည်ငြိမ်စွာလုပ်နေတယ်အဝတ်လဲတယ်ရေချိုးတယ်သူ့ရဲ့ဖက်နှက်တွေကိုတောင်အတိအကျစီထားတယ်ဒီသွေးဆုံးနေတဲ့စစ်ဖျားကစိတ်ဖိစီးနေတာတွေမကဘူးအလွန်မင်းတန်ရှင်းရေးဝါသနာပါတဲ့သူဖြစ်နေတယ်သူအလုရှုပ်နေတော့ကျမခိုးထွက်ဖို့ကြိုးစားပေမဲ့အာနာရှင်ဆန်တဲ့စွမ်းအားတစ်ခုကတကားကိုရုတ်တရက်ပုတ်ထွက်သွားအောင်လုပ်လိုက်တယ်နတ်ဖျားမိဖျားကြီးရဲ့အမိတ်အရစစ်ဖျားကန်ရှင်ဟာနတ်ဆိုးတစ်ကောင်ကိုဝက်ထားတယ်ဒါဟာဘေးဒုက္ခဖြစ်စေနိုင်တယ်အဲ့ဒီကောင်ကိုဖမ်းဆီးပြီးတစိမ့်ခတ်ဖို့အမိန့်ပေးထားတယ်တောက်အဲ့ဒီဖွားကြီးကကျမတို့ထိပ်ပြောင်တဲ့ငှက်လေးကိုမျက်စိကျနေတာပဲကန်ရှင်ကလက်ထဲမှာအဝတ်တစကင်ထားဆဲပေမဲ့သူ့မျက်လုံးတွေကရှေးဟောင်းရေခဲတွေလိုချက်ချင်းအေးခဲသွားတယ်ငါပိုင်ဆိုင်မှုပဲဘသူကထိရဲမှာလဲတစ်ဖက်ကချက်ချင်းပဲနတ်အမိန့်ကိုခေါ်ယူပြီးသူအားနေနေတဲ့အချိန်ကိုအခွင့်ကောင်းယူကရွှေပိုက်ကုန်နဲ့ကျမကိုတင်းတင်းကြပ်ကြပ်ဖမ်းချုပ်လိုက်တယ်ကျမအုပ်ဟစ်ဖို့တော့အချိန်မရလိုက်ပဲအတင်းဆွဲခေါ်သွားခြင်းခံလိုက်ရတယ်မျက်စိတမိတ်တွင်းမှာပဲမိဖုရားရဲ့နန်းဆောင်ကိုရောက်သွားပြီးကျမရှိမှလောင်ကျွမ်းနေတဲ့ကိုစင်းမြောက်အခမီမိဖို့ကြီးရှိနေတယ်ဖိနစ်ရဲ့အကျွင်းကြံဆိုရင်တော့ဒီလိုငှက်ကောင်မျိုးကငါစိတ်အေးချမ်းဖို့အတွက်ပြဖြစ်သွားရမယ်သူလက်ကိုဝေးရလိုက်တာနဲ့ကျမကိုမိဖို့တဲ့ကိုရက်ဆက်စွာပြစ်ချလိုက်တယ်ပူပြင်းတဲ့အပူချိန်ကကျမရဲ့နောက်ဆုံးကြံတဲ့အမွေးနှဲငယ်ကိုတော့လောင်ကျွမ်းလူမိဘဖြစ်သွားတယ်ပြီးသွားပြီအထုပ်ထိတ်ကိုပြန်ရောက်ဖို့ကျမရဲ့အိမ်မက်တွေကမဆရသေးခင်မှာပဲပြဖြစ်တော့မှာပါကျမမီးလောင်တော့မဲ့အချိန်မှာပဲနက်ပြည်ကိုထက်လုံးပြင်းထန်စွာတုန်ခါသွားတယ်အနက်ရောင်ဓာကြီးတစ်လက်ကကောင်းကင်ကိုထိုးဖောက်ပြီးမိဖုရားရဲ့နန်းဆောင်ကိုအပိုင်းပိုင်းဖြစ်သွားအောင်ခုတ်ချလိုက်တယ်ရွေးစင်နေတဲ့အပျက်စီးတွေကြားထဲမှာကန်ရှင်ကအလင်းရောင်ကိုဆန့်ကျင်ပြီးမက်တက်ရက်နေတဲ့သူ့ရဲ့အနက်ရောင်ဝိယုံတွေကလွင့်နေပြီးလေးလံတဲ့ဓာကြီးကမိဖုရားကိုတက်တက်ထောက်ထားတယ်နတ်ဆိုးပဲဖြစ်ဖြစ်ငါလက်ထဲမှာကြီးပြင်းလာတာပဲတစ်ချက်လောက်ထိကြည့်လိုက်မင်းရဲ့နန်းကိုမြေပြင်နဲ့တသားလေးဖြစ်အောင်လုပ်ပြင်မယ်အဲ့ဒီအချိန်မှာသူတကယ်ကိုမိုက်လုံးပါတယ်ကန်ရှင်ကသူ့လက်စွပ်ကိုဝေးရန်လိုက်တော့ပြင်းထန်တဲ့လေပြင်းကမီးတွေကိုချက်ချင်းငိမ့်သွားစေတယ်
သူကရှေ့ကိုရှောက်လာပြီးတုံရင်နေတဲ့ကျမရဲ့ကိုလေးကိုပွေ့ဖက်လိုက်ကဒေါသထွက်နေတဲ့မိဖုရားရှိမှတော့ကျမရဲ့မီးလောင်ပြီးကောက်ကွေးနေတဲ့အမွေးလေးတွေကိုဂရုတစိုက်နဲ့ပြုပြင်ပေးလိုက်တယ်မကြောက်ပါနဲ့ငါတို့အိမ်ပြန်ကြမယ်ကျမမတက်တာခင်မှာပဲမိဖုရားရဲ့နောက်လိုက်တွေရောက်လာတဲ့နန်းထဲမှာလူတက်ရမှာကိုမလိုလားတဲ့အတွက်သူကကျမကိုပွေ့ချပြီးစစ်သားရပေါင်းများစွာစောင့်ကြနေတဲ့တားမြင့်နယ်မြေတွေကိုဝင်ပြေးသွားတယ်ဒီနေရာကဓာတ်လိုထက်တဲ့နှင်းတွေနဲ့ပြည့်နေပြီးလေတွေကရေခဲအထိအေးဆက်နေတယ်သူကကျမကိုသူ့ရင်ခွင်နဲ့ဖိကတ်ထားပြီးသူ့တန်ကအနှဲငယ်အားနေနေတယ်ကျမကိုကယ်ဖို့အတွက်သူကနန်းတော်ထဲကိုအတင်းဝင်လာပြီးမိဖုရားရဲ့ဝိညာဉ်ကိုထိခိုက်စေတဲ့မိုးကြိုးတံ၃ချက်ကိုခံခဲ့ရတာပါသူ့ဝိယုံအောက်မှာသူ့အသားရည်တွေကပေါက်ပြဲပြီးသွေးတွေထွက်နေပြီရုတ်တရက်ကျမတို့အောက်ကရှေးဟောင်းရေခဲမြစ်ကပြင်းထန်စွာတုန်ခါသွားတယ်အနက်ရောင်မျိုးတွေတက်လာပြီးကြီးမားတဲ့ရှေးဟောင်းရေခဲသားရဲကြီးကရေခဲတွေကြားကနေထွက်လာကပုတ်တိုးနေတဲ့အသက်ရှူတံတွေကကန်ရှွန်စီကိုရောက်လာတယ်သူကဓာတ်ကိုဆွဲထုတ်ပြီးတိုက်ခိုက်ပေမဲ့သူ့တန်ရာတွေကပြန်ထလာတယ်သူ့ခန္ဓာကိုယ်ကရိုင်းနေသွားပြီးလေးလံတဲ့ဓာတ်ကရေခဲပြင်ပေါ်မှာမီးပွားတွေထွက်အောင်ပုတ်တိုက်သွားတယ်တားရဲရဲ့လက်ထဲကနေရာလုကိုတောင်ဖျက်ဆီးနိုင်တဲ့အားနဲ့သူ့ကောင်းကိုရိုက်ချတော့မယ်တောက်နောက်ကိုလှည့်မကြည့်နဲ့ကျမရဲ့ဖိနစ်သွေးတွေကပြင်းထန်စွာလှုပ်ရှားလာပြီးကျမရဲ့ဆွမ်းအားတွေကိုဖိနှိပ်ထားတဲ့တစိ့ကိုဖျက်ဆီးလိုက်တယ်ကောင်းကင်ကိုထိုးဖောက်သွားတဲ့အော်တန်နဲ့အတူကျမရဲ့ဝိညာဉ်နာခြင်းမှုကိုဂရုမစိုက်ပဲဖိနစ်မျိုးနဲ့စုရဲ့တားမြစ်ထားတဲ့နိဗ္ဗာန်ဝင်လေးကိုအတင်းအဓမ္မသုံးလိုက်တယ်ကျမရဲ့ကျိုးပဲ့နေတဲ့ခန္ဓာကိုယ်ကနေမိပင်လေကြီးထုတ်ပေါ်လာပြီးတားရဲကိုငရဲခန်းနဲ့ပြန်တွန်းပို့လိုက်တယ်ဒါပေမဲ့မီးတွေကအရန်ပြင်းထန်လွန်းတယ်ကျမအစွမ်းကုန်ဖြစ်နေပြီထိန်းချုပ်လို့မရတော့ဘူးစုပ်ပြဲသွားပြီးကန်ရှွန်ရဲ့တမိုးကြီးတဲ့ဝိယုံအရန်မြန်လို့အရေးကြောင်းလေးတောင်မကြိုက်တဲ့ဝိယုံကချက်ချင်းပြကျသွားပြီကိုမဟုတ်ပါဘူးအဲ့ဒါသူ့ကြိုက်ဆုံးလေးရေခဲပြင်ကပြန်ပြီးတိတ်ဆိတ်သွားတယ်ကျမနှင်းတွေပေါ်မှာအားမရှိပဲလဲကျသွားတယ်ကန်ရှွန်ကပျက်စီးသွားတဲ့ဝိယုံကိုလည်းမကြည့်ဘူးထွက်ပြေးသွားတဲ့တားရဲကိုလည်းမကြည့်ဘူးသူကလေထဲမှာကြံရစ်နေတဲ့ဖိနစ်ရဲ့အရေးကိုပဲစိုက်ကြည့်နေတယ်သူ့အကြည့်တွေကအရန်နဲ့ဆိုင်လို့ကျမအယိုးဆွဲသွားတယ်ခဏကြာမှသူကဖြည်းဖြည်းချင်းထိုင်ချလိုက်တယ်သူ့ရဲ့နှင်းလိုအေးဆက်တဲ့လက်ချောင်းတွေကကျမလက်ပင်ကိုညှင်းသားစွာကင်လိုက်တယ်ဒီအဆင့်ရှိတဲ့နိဗ္ဗာန်မီအဲ့ဒီလိုပဲသုံးနိုင်တာတောက်သူ့ကိုကယ်ရင်းနဲ့လွန်သွားပြီကျမရဲ့အသွင်ယူထားတာတွေပေါက်ကြားတော့မယ်ကျမရဲ့သွေးကြောတွေထဲကပူလောင်မှုကိုတီးခံပြီးဆူဆွနေတဲ့ပဲစိမျက်လုံးလေးတွေကိုအတင်းပြုကျဲကအယူတယောက်လိုဟန်ဆောင်ဖို့ခေါင်းလေးဆောင်းလိုက်တယ်သူ့ရဲ့လက်ချောင်းရှိတွေကကျမရဲ့ကြောပြင်တစ်လျှောက်ဆန်းတက်နေပြီးအမီးမွေးတွေရဲ့အရင်နားမှာရက်သွားတယ်အဲ့ဒီအရေးကြီးတဲ့အချိန်မှာကျမတို့ဘေးကကံကြမ္မာရေတွင်းကြီးကနိဗ္ဗာန်မီကြောင့်နိုးထလာတယ်လို့ရုတ်တရက်ပောက်ကွဲထွက်လာတယ်ရွှေရောင်အလင်းတန်းတွေကောင်းကင်ကိုထိုးတက်သွားပြီးရေတွေကပြင်းထန်စွာဆူပွက်လာတယ်မခုခံနိုင်တဲ့နတ်စွမ်းအားတစ်ခုကကျမနဲ့ကန်ရှွန်နှစ်ယောက်လုံးကိုလွှမ်းခြုံသွားတယ်ကံကြမ္မာရေတွင်းကပွင့်သွားပြီးနေပယ်၃ခုရဲ့ကံကြမ္မာယူပါယုံတွေပေါ်လာပါတော့တယ်ရေပြင်မှာလှိုင်းတွေဖြာထွက်သွားပြီးအံ့ဩစရာကောင်းတဲ့မြင်ကွင်းတစ်ခုပေါ်လာခဲ့တယ်ကောင်းကင်ကနေပန်းပွင့်တွေတရွာရွာကျလာတယ်နတ်ပြည်ကိုထက်ရဲ့ထိတ်မှာအနီရောင်ဝစ်စုံနဲ့မိမပြူတယောက်ခန့်ညားထဲဝါစွာရက်တည်နေတယ်သူ့နှစ်ဖူးမှာဖီနစ်ငှက်ရဲ့အမတ်သားကတောက်ပနေတယ်လောကကြီးကိုစန့်ကျင်မဲ့ဒီလိုမျိုးအရှိန်အဝါနဲ့ဆိုရင်သူကလွယ်ပြီးတခြားဘသူဖြစ်နိုင်မလဲလီဟိုပေါ့တေဆန်းဒီကောင်းကင်ကံကြမ္မာယူပါယုံကတော့တိတ်ကိုတိုက်ရိုက်ကြလုံးတယ်မြင်ကွင်းကပြောင်းသွားပြန်တယ်ကန်ရှွန်ကယူပါယုံထဲမှာပေါ်လာတယ်အမြဲတမ်းအေးဆက်နေတတ်တဲ့သူ့မျက်နှာကနူးညံ့သွားပြီးနတ်ဖျားတွေအားလုံးရှိမှဒီမိမရဲ့လက်ကိုကင်ကလက်ချောင်းလေးတွေကိုနူးညံ့စွာနှမ်းလိုက်တယ်ရွှေရောင်စာလုံးရှစ်လုံးပေါ်လာတယ်ဖီနစ်နိဗ္ဗာန်ကံကြမ္မာရှင်ဧကရီကန်ရှွန်ကတော့ကြောက်ရွံ့လို့တောင်းတင်းသွားတယ်သူကသူ့လက်ထဲမှာရှိတဲ့အမွေးတွေကျွတ်ပြီးမီးလောင်ထားတဲ့ငှက်ကလေးကိုငုံကြည့်လိုက်ယူပါယုံထဲကခန့်ညားလာပါတဲ့မိမပြူကိုပြန်ကြည့်လိုက်နေဖြစ်နေတယ်ဒီလိုမျိုးစန့်ကျင်ဘက်ဖြစ်နေတာကတကယ်ပဲဖြစ်နိုင်ပါမလားငါပင်ပန်းခံပြီးမွေးထားတဲ့သမီးလေးကမနက်မှလီဟိုတင်မကပဲငါရဲ့ကံကြမ္မာပါရှင်ဇနီးတွေဖြစ်လာဖို့ရှိနေတာလားသူ့လက်တွေကကျမကိုတင်းကျပ်သွားလိုက်ရော့သွားလိုက်နဲ့တက်ချင်တဲ့စိတ်တွေပေါ်လာနေတယ်အခုလိုမျိုးတက်ချင်စိတ်ပြင်းပြတာကိုတခါမှမခံစားဘူးအခုချိန်မှာမေးလည်းမသွားရင်ဘယ်တော့လဲကျမမျက်လုံးတွေကိုမှိတ်လိုက်ပြီးအားမရှိသလိုနဲ့သူ့လက်ထဲမှာခေါင်းလိုက်ဆိုင်ကျသွားအောင်လုပ်လိုက်တယ်ငါတော့ပြီးပြီငါတန်ရာတွေကကုလို့မရတော့ဘူးဒီနေရာမှာပဲတရားတော့မှာကန်ရှွန်ရဲ့လက်ချောင်းတွေတုံနေပြီးအသက်ရှူတံတွေကလည်းပုံမှန်ထပ်ပူပြင်းလာတယ်မကြည့်ပါနဲ့တော့တောင်းပန်ပါတယ်အမှတ်တရတွေကိုသာမေ့ပြစ်လိုက်ပါလီဟိုမျက်လုံးဖွင့်ပြီးရှင်းပြစမ်းမလုပ်ဘူးတည်သွားရင်တော့မဖွင့်ဘူးကိုယ်တိုင်ငွေထားတဲ့အိမ်ငွေတိရစ္ဆာန်ကိုလက်ထက်မဲ့စစ်နက်ဖျားဆိုတာဘယ်လိုမျိုးလဲကျမဆက်ပြီးတရုတ်ဆောင်ဖို့မကြိုးစားခင်မှာပဲဂိမ်းတိုက်တွေကြားကနေခန့်ညားတဲ့ခေါင်းလောင်းတန်ကြီးထွက်ပေါ်လာတယ်ရွှေရောင်စစ်ရထားကြီးတစ်ခုကောင်းကင်ကိုဖောက်ထွက်လာပြီးကောင်းကင်စစ်တီတွေထောင်ပေါင်းများစွာကကံကြမ္မာရေတွင်းကိုဝိုင်းရံပိတ်ဆို့လိုက်တယ်ကန်ရှွန်မင်းတော်တော်ရဲတင်တာပဲဘယ်လိုလုပ်ပြီးဖီနစ်မျိုးနွယ်ရဲ့ကြံရစ်သူကိုဖွက်ထားရတာလဲတေဆန်းဒါကလူမဟုတ်တဲ့တရဝါတွေကိုရှင်းပြဖို့လုပ်တာပဲကျမခန္ဓာကိုယ်ထဲမှာပူပြင်းတဲ့ခံစားချက်တစ်ခုချက်ချင်းပြန့်နှံ့သွားတယ်အဲ့ဒီအလင်းရောင်အောက်မှာကျမရဲ့မနှက်စွမ်းအားတွေကထိမ့်မရတော့ဘူးအယိုးတွေကပြန်လဲဖွဲ့စည်းနေတယ်လို့အတန်တွေမြည်လာတယ်မီးလောင်ထားတဲ့ကျမရဲ့ပိန်လေးတဲ့ခန္ဓာကိုယ်ကချက်ချင်းဆိုတယ်လို့ကြီးထွားလာတယ်အမဲရောင်အမွေးတွေကမီးရှံလို့หนีရဲတဲ့ဝတ်စုံရှိကြီးဖြစ်သွားတယ်မီးလောင်ထားတဲ့အရေးပြားတွေကနှင်းလိုဖြူစင်သွားတယ်မီးခိုးတွေပျောက်ကွယ်သွားတဲ့အခါကျမဟာမီးတောက်လိုหนีရဲတဲ့စပင်ရှည်တွေနဲ့ကန်ရှွန်ရှိမှကိုယ်ပုံစံအစ်စ်နဲ့ရက်နေလိုက်တယ်ဒါကလီဟိုမျိုးနယ်ရဲ့တခင်မငယ်ရဲ့ပုံစံအစ်စ်ပဲကန်ရှွန်ကသူ့လက်ထဲမှာရုတ်တရက်ကြီးထွားလာတဲ့မိမကိုမိုးချိုးပစ်ခံလိုက်ရတယ်လို့မေးကြည့်နေတယ်သူ့လက်ရဘက်ကကျမကိုပွေ့ထားတဲ့အတိုင်းတောင့်တင်းနေစေပဲငါတို့တော့ပြီးပြီဒီတစ်ခါတော့တကယ်သေးပြီကောင်းကင်ဧကရီရဲ့မျက်လုံးထဲကတက်ချင်စိတ်ကိုမြင်လိုက်ရတော့ကျမရင်ထဲမှာအေးဆက်သွားတယ်အခုသာမိသွားရင်စစ်နက်ဖျားဖြစ်တဲ့သူကရန်သူနဲ့ပူးပေါင်းနေဆိုပြီးကျမကြောင့်ထာဝရငရဲစခန်းကိုရောက်သွားလိမ့်မယ်ကျမအသက်ပြင်းပြင်းရှူလိုက်တယ်မျက်လုံးထဲကကြောက်စိတ်တွေပျောက်သွားပြီးအေးဆက်တဲ့လစ်လူရှူမှုတွေနဲ့အစားထိုးလိုက်တယ်ကျမကန်ရှွန်ကိုတွန်းထုတ်လိုက်ပြီးအနီရောင်ဝတ်စုံကိုခါလိုက်တယ်ဆိုင်ဒီခန္ဓာကိုယ်ကပိုပြီးတက်တောင့်တက်တာရှိတယ်အဲ့ဒီငှက်မိုက်ကလေးလိုနေတိုင်းဟန်ဆောင်နေရတာတိတ်ပင်ပန်းတယ်ကန်ရှွန်ရဲ့မျက်နှာကချက်ချင်းဖြူဖြောသွားတယ်မင်းငါ့ကိုအစကတည်းကလိန်နေခဲ့တာလားနောက်ပြီးပါရှိသေးလဲစစ်နက်ဖျားရဲ့ပစိန်တွေကတန့်စင်တဲ့ရန်စွမ်းအားကိုမယူရင်ငါတန်ရာတွေဘလို့တက်တာမလဲမင်းရဲ့နာခံတတ်တဲ့သမီးလေးဖြစ်ဟန်ဆောင်နေဖို့ဘာလို့အချိန်ကုန်ခံရမှာလဲကို့အဖေကိုတက်တဲ့ရန်သူအတွက်စိုးရိမ်ပေးနေတဲ့စစ်နက်ဖျားကြီးတယ်လားတကယ်ကိုကြည်ကောင်းတဲ့ပြဆက်ပဲ
ကန်ရှွန်လက်သီးကိုတင်းတင်းဆုပ်ထားတယ်လက်သေးတွေကလက်ပွားထဲစိုက်ဝင်ပြီးသွေးတွေစီးကျလာတယ်ကန်ရှွန်ကြားလားဒီမင်းနမကလိန်ညာမှုတွေနဲ့ပြည့်နေတာသူ့ကိုကိုယ်တိုင်တက်လိုက်ပါတရားစီရင်ရေးဓာတ်တွေအများကြီးကကျမရဲ့နှလုံးသားကိုချိန်ထားတယ်ကျမမျက်လုံးကိုမှိတ်ပြီးကန်ကျမကိုစောင့်နေလိုက်တယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုခိုင်မာတဲ့ကြောပြင်းကြီးတစ်ခုကကျမရှိမှကာထားလိုက်တယ်ကန်ရှွန်ကနှထားကိုစုပ်ကင်ထားပြီးသူ့အတန်ကတည်ငြိမ်နေတယ်ကောင်းကင်အေဂရီရဲ့အတန်ကအေးဆက်သွားတယ်မင်းကသူ့ကိုကာကွယ်ပေးနေတော့လားသူမင်းကိုလင်ခဲ့တာပဲဖြစ်ဖြစ်အတုံးချခဲ့တာပဲဖြစ်ဖြစ်ပေါ့ငါအသက်ရှင်နေတဲ့ဘယ်သူမှသူ့ကိုထိခွင့်မရှိဘူးသူ့စကားအဆုံးမှာကောင်းကင်ကြီးမှောက်မိုက်သွားတယ်သွေးရောင်တိမ်တွေဖုံးလွှမ်းသွားပြီးနတ်ဖျားနယ်ပယ်ကြီးပြိုကွဲတော့မလို့မိုးချင်းတန်တွေဆူညံသွားတယ်မကောင်းတော့ဘူးဒါဖီနစ်မျိုးနွယ်ရဲ့ဒုတိယမြောက်နေဗန်ကူပြောင်းခြင်းပေးတယ်ပဲကျမရဲ့အယိုးတွေပြတ်ထွက်တော့မလို့ခံစားရတယ်ဝိညာဉ်ရဲ့အနက်ဆိုင်ဆုံးနေရာကနေနာကျင်လာတာကျမတိမ်တိုက်ပေါ်ကိုပြိုလဲကျသွားပြီးမီးလောင်နေတယ်လို့ခံစားရတယ်ကောင်းလိုက်တာနေဗန်ကူပြောင်းခြင်းပေးတယ်ကြားရောက်လာပြီဒီမနက်မှဒီနေ့ပြကျသွားတော့မှခရမ်းရောင်လျှက်စီးတန်းကလောကကြီးကိုဖျက်ဆီးမဲ့အားနဲ့ကျလာတယ်ကန်ရှွန်ဒါဖီနစ်မျိုးနွယ်ရဲ့ကံကြမ္မာပဲမင်းမရှင်နိုင်ဘူးဒါပေမဲ့သူကနောက်ကိုလှည့်မကြည့်ဘူးဓာတ်ကိုတင်ပြီးလက်နှစ်ဖက်ကိုဆန့်ကကျမကိုသူ့ရင်ခွင်ထဲမှာလုံးဝကာကွယ်ပေးလိုက်တယ်အတန်ကျဲကြီးနဲ့အတူပထမဆုံးလျှက်စီးကသူ့ကြောကိုတန်းပြီးထိမှန်သွားတယ်သူညှင်းညူလိုက်ပြီးပါဇက်ကသွေးတွေစီးကျလာပေမဲ့သူ့လက်တွေကရုံမသွားဘူးတိတ်တိတ်နေပါနေဗန်ကူပြောင်းမှုအတွက်အားစုထားပါနောက်ပိုင်းချိန်တွေကငရဲလိုပါပဲဒုတိယမြောက်တတိယမြောက်ကောင်းကင်လျှက်စီးအချက်ပေါင်း80ကသူ့ရဲ့ငွေရောင်တန်ချက်ကကိုအပိုင်းပိုင်းဖြစ်သွားစေတယ်အချက်တိုင်းမှာသူ့ခန္ဓာကိုတုံ့ရင်နေပေမဲ့တေခြင်းတရားကိုကာကွယ်ပေးနေတဲ့နေရန်လိုသူမရိမ့်မရရက်တည်နေတယ်နောက်ဆုံးမှာတော့သူ့ကြောပြင်ကကွဲအပ်ပြီးအသားစားတွေပျက်စီးကရွှေရောင်လက်သွေးတွေကမြေပြင်မှာဆူရွှဲသွားတယ်နောက်ဆုံးလျှက်စီးကတော့သွေးရောင်ကန်ကျမမီနဲ့တူကျလာပြန်တယ်ကန်ရှွန်ကခေါင်းကိုဖြည်းဖြည်းချင်းငုံကြည့်တယ်သူ့ရဲ့အေးဆက်တဲ့မျက်လုံးထဲမှာနူးညံ့မှုတစ်ခုပဲကျန်တော့တယ်သွေးတွေဆူနေတဲ့သူ့လက်နဲ့ကျမပါပြင်ကိုဖြည်းဖြည်းချင်းပုတ်တက်ပေးတယ်ညရည်တစ်ဆက်ကသူ့မျက်နှာကနေကျလာပြီးကျမနဖူးပေါ်ကိုတိတိကျကျကျသွားတယ်အဲ့ဒီအချိန်မှာပဲကျမစီမှာကြောက်မဖွယ်ကောင်းတဲ့အသက်ဆွမ်းအားတွေပောက်ခွဲထွက်လာတယ်တောက်ပတဲ့အလင်းတန်းကကောင်းကင်ကိုထိုးတက်သွားတယ်ကျမရဲ့တောင်ပန်တွေပွင့်ထွက်သွားပြီးဖီနစ်ငှက်အစ်စ်တစ်ကောင်အနေနဲ့မိုးတိမ်တွေကိုဖြိုခွင်းလိုက်တယ်ကျမနေဗန်ကူပြောင်းခြင်းကိုအောင်မြင်သွားပြီးကျမဖီနစ်တခင်မှာဖြစ်လာခဲ့ပြီဒါပေမဲ့ကျမမြင်လိုက်ရတာကကန်ရှွန်တယောက်ကျိုးပြတ်သွားတဲ့ဆွန်လိုကောင်းကင်ကနေပြုတ်ကျလာတာကိုပဲသူ့ရဲ့နက်ဖျားအနှစ်သာရတွေကအပိုင်းပိုင်းကွဲပြီးကျေတာရတွေအဖြစ်ပြောင်းလဲသွားတယ်ကျမမိုးကြိုးလိုအရှိန်နဲ့ငုတ်ချသွားပြီးပြုတ်ကျလာတဲ့သူ့ရဲ့အေးဆက်နေတဲ့ခန္ဓာကိုယ်ကိုဖမ်းလိုက်တယ်သူဘယ်လိုလုပ်ပြီးမျက်လုံးမိတ်သွားနိုင်မှာလဲကျမခွင့်မပြုပဲဘယ်သူမှသူ့အသက်ကိုယူခွင့်မရှိဘူးကောင်းကင်အေဂရီကအပေါ်ကနေအေးဆက်ဆက်ရေမောလိုက်တယ်စစ်တီတို့ဖီနစ်ကျန်ရစ်သူကကောင်းကင်မှာရှုပ်ထွေးမှုတွေဖြစ်စေတယ်တပုံနဲ့ဖျားကန်ရှွန်နဲ့အတူသူ့ကိုပါကိုမြက်လိုက်သူတို့ဝိညာဉ်တွေကိုဖျက်ဆီးပစ်လိုက်နက်လက်နက်တွေအများကြီးကကျမလေဘင်းကိုချိန်ထားတယ်ကျမဖြည်းဖြည်းချင်းကောင်းမလိုက်တော့ဖန်ဆင်းခြင်းအလုံးကိုလောင်ကျွမ်းနိုင်တဲ့မိရန်တွေကကျမမျက်လုံးထဲမှာတောက်လောင်နေတယ်ကျန်ရစ်သူတွေလားကောင်းကင်အေဂရီမင်းရဲ့မျက်လုံးတွေကတော့လိုတော့မယ်မထင်ဘူးကျမလက်တစ်ချက်ဝေးလိုက်တာနဲ့နိဗ္ဗာန်မိရှန်တွေကအမွှေးတောင်တွေလိုမိုးရွာချလာပြီးရှီတန်းကစစ်တီတွေကိုချက်ချင်းပြကျသွားစေတယ်ပြီးတော့ကျမမှတ်ညံပလဲတစ်ခုကိုထုတ်လိုက်တယ်အဲ့ဒီထဲမှာအမှန်တရားတွေပေါ်လာတယ်ကောင်းကင်အေဂရီကိုယ်တိုင်ကငင်းချမ်းရေးစာချုပ်ကိုဖျက်ဆီးပြီးကန်ရှွန်ရဲ့နက်ဖျားအယိုးကိုလူယူဖို့မန်နဲ့မျိုးနွယ်နဲ့ပူးပေါင်းခဲ့တာပဲတက်မကြီးတစ်ခုလုံးရှုပ်ထွေးသွားတယ်မင်းကပြည်သူအတွက်လို့ပြောပေမဲ့မင်းကအညစ်ပတ်ဆုံးပဲလောကကိုအုပ်ချုပ်ဖို့ဟန်ဆောင်နေတဲ့အယူမလို့អော်လိုက်တော့ကောင်းကင်အေဂရီရဲ့မျက်နှာဖြူဖြောသွားတယ်ကျမအေးဆက်ဆက်နှာခေါင်းရှုံးလိုက်ပြီးဟင်းလင်းပြင်းထဲကိုလက်နိုင်ကမိုးချင်းတန်တွေကြားကနေကန်ရှွန်ရဲ့ကွဲအပ်နေတဲ့ဝိညာဉ်ကိုဆွဲထုတ်လိုက်တယ်သူ့နက်ဖျားအဆင့်ပျက်စီးသွားရင်ဘာဖြစ်လဲသူ့ဆွမ်းအားတွေမရှိတော့ရင်ဘာဖြစ်လဲငါအသက်ရှင်နေတဲ့၍ငရဲကိုပဲပက်လက်လန်ရလန်ရမင်းကိုပြန်ပြီးစူးစီးပေးမှာပါကျမသူ့ရဲ့ကျိုးပဲနေတဲ့ဝိညာဉ်ကိုကျမရဲ့အသက်ဝိညာဉ်မီတလင်းကြောက်ထဲထည့်လိုက်တယ်ပြီးတော့သူ့ရဲ့ပွင့်လင်းမြင်သာတဲ့ခန္ဓာကိုယ်ကိုပွေ့ဖက်ရင်းကောင်းကင်နန်းတော်စီလျှောက်သွားလိုက်တယ်အရင်ကမောက်မာခဲ့တဲ့နတ်ဖျားတွေကကျမရဲ့တက်ချင်စိတ်ကိုကြောက်ပြီးနောက်ဆုတ်သွားကြတယ်ယာရုကနှုတ်ထွက်ကြောင်းအမိန့်စာမှာလက်မှတ်ထိုးပါမင်းတို့ဆန္ဒရှိရှိမရှိရှိပေါ့ဒီနေ့ကစပြီးကောင်းကင်ဟာငါပိုင်နေပဲကန်ရှွန်ကငါအကာအကွယ်အောက်မှာရှိတယ်ဘယ်သူမဆိုသူ့ကိုထိရဲရင်နေပယ်သုံးခုလုံးကိုပြချသွားအောင်ငါလုပ်ပြင်မယ်ကျမကောင်းကင်ရဲ့ရှုပ်ထွေးမှုတွေကိုပြန်လည်မွေးဖွားလာတဲ့ဖီနစ်အကြီးအကဲတွေစီလွှဲပေးလိုက်ပြီးပြန်လည်မွေးဖွားခြင်းရေရင်းတွေကိုခုန်ချလိုက်တယ်ဒီဘဝမှာတော့သူ့ကိုကာကွယ်ပေးမဲ့သူကငါပဲဖြစ်ရမယ်မြူဆိုင်နေတဲ့တောင်ပိုင်းမြို့လေးတစ်မြို့မှာကျမတယောက်ရှမ်မီသားစုရဲ့ချမ်းသာကြွယ်ဝတဲ့သမီးပြူလေးအဖြစ်ပြန်လည်မွေးဖွားလာခဲ့တယ်အဲ့ဒီအချိန်မှာသူကတော့မြို့ပြင်ကပြူကြလူနီးပါဖះเจ้าဟောင်းလေးမှာနေထိုင်နေတဲ့ဆင်းရဲတဲ့ကျောင်းသားလေးတစ်ယောက်ဖြစ်နေတယ်ကျမသူ့ကိုတွေ့တဲ့အချိန်မှာသူကလူမိုက်တွေရဲ့အနိုင်ကျင့်တာကိုခံနေရပြီးစားအုပ်ဦးလေးတစ်အုပ်ကိုတင်းတင်းကြပ်ကြပ်ပွေ့ဖက်ထားတယ်အားနဲ့လုံးပါတယ်အရင်ကသူဖြစ်ခဲ့မှုတဲ့စစ်ဖះကြီးနဲ့လုံးဝမတူတော့ဘူးကျမရဲ့ခန္ဓာရဲ့ရထားလုံးပေါ်ကနေဆင်းလာပြီးရွှေတွေကိုမြေပြင်ပေါ်ပက်ဖြတ်လိုက်တယ်မင်းတို့အသက်ကိုဝယ်ဖို့ဒါလောက်ဆိုလုံလောက်ပြီလားလူမိုက်တွေကချက်ချင်းပဲထွက်ပြေးသွားကြတယ်ကရှန်ကတော့ထီချိုးလေးတစ်လက်ကိုကင်ပြီးဖြူဖြောနေပေမဲ့မမက်ရက်နေတော့မှာပဲကျေးဇူးတင်ပါတယ်မမလေးကျွန်တော်မမလေးကိုပြန်ဆက်စရာဘာမှမရှိပါဘူးကျမသူ့စီလျှောက်သွားပြီးသူ့ထီကိုလူယူလိုက်ကသူ့လက်ကိုမတော်တဆလို့ထိမိလိုက်တယ်အေးဆက်နေတာပဲမင်းအာဟာရလိုနေပြီမင်းကကိုပြန်မဆက်နိုင်ရင်မင်းကိုယ်တိုင်ကိုငါစီပေးလိုက်ရင်ကောကျောင်းသားလေးရဲ့မျက်နှာကချက်ချင်းရဲတက်သွားတယ်မလေးကျေးဇူးပြုပြီးအပြုမှုကိုဆင်ခြင်ပေးပါယောက်ျားလေးနဲ့မိန်းကလေးဆိုတာအကွာအဝေးထားတင်ပါတယ်အဲ့ဒီနေ့ကစပြီးရှမ်မီသားစုရဲ့သမီးပြူလေးကဖျားနာနေတဲ့ကျောင်းသားလေးကိုလိုက်ပိုးပန်းနေတဲ့ဆိုတဲ့သတင်းကမျိုးလေးရဲ့ခေါင်းကြီးပိုင်းသတင်းဖြစ်လာခဲ့တယ်သူစုတ်တန်နဲ့မင်းမရှိတဲ့အခါကျမကမျိုးထဲမှာအကောင်းဆုံးပစ္စည်းလေးမျိုးကိုဝယ်ပေးတယ်သူဆောင်မေးပွဲဖြေရတော့မယ်ဆိုရင်အခမ်းအနားဆုံးစားတော့ဆိုင်ကိုကြိုတင်ပုတ်ကင်လုပ်ပေးတယ်ရှမ်မလေးကျွန်တော်ကမထိုက်တန်ပါဘူးပါဇက်ပိတ်ပြီးတောက်လိုက်စမ်းပါမဟုတ်ရင်ကျမကိုယ်တိုင်အတင်းတိုက်ရလိမ့်မယ်သူကျမကိုကြည့်လိုက်တဲ့အခါသူ့ရဲ့ကြည်လင်တဲ့မျက်လုံးတွေထဲမှာအားမလို့အားမရဖြစ်မှုနဲ့အလိုလိုက်မှုတွေပြည့်နေနေတယ်အဲ့ဒါကြောင့်တယောက်ယောက်ကိုအနိုင်ကျင့်တယ်လို့ပိုးပန်းရတာဒီလိုခံစားချက်မျိုးကိုမမုံပွင့်တွေဝေတဲ့ရာသီမှာမမျော်လင့်မဲနဲ့ကိုကျင်းနေစရာကောင်းနေတာပါပဲဘာကြည့်နေတာလဲကန်ချန်ကျိုး
မင်းငါကိုလက်ထက်မှာလားမလက်ထက်ဘူးလားသူအကြိုက်ဆုံးတခြားလုံးကိုကင်ထားရင်းနဲ့ပြောတယ်ကျွန်တော်မင်းကိုမလက်ထက်ရင်တောင်ပေါ်ကိုဆွဲခေါ်သွားဖို့ကြံစီနေတာလားနားလေတာတော်သေးတာပေါ့အဲ့ဒီနဲ့မက်မုံပွင့်တွေအောက်မှာ10 မိုင်ကွာဝေးထိညီရဲတဲ့မင်္ဂလာအဆောင်ရောင်တွေနဲ့မြို့တစ်မြို့လုံးကိုထာဝရမီးအိမ်တွေနဲ့ထွန်းညှိထားတယ်ကျမမင်္ဂလာဆောင်ခန်းထဲမှာစောင့်နေတော့တကားကတိုးတိုးလေးပွင့်လာတယ်ကန်ရွှမ်းကအနီရောင်မင်္ဂလာဝတ်စုံကိုဝတ်ဆင်ပြီးဝင်လာတယ်ထူးဆန်းလိုက်တာသူ့ရဲ့အရှိန်ဝါကဘာလို့အရင်ကအေးဆက်ဆက်အဟောင်းတိုင်းပြန်ဖြစ်လာတယ်လို့ခံစားရတာလဲသူကျမစီဖြည်းဖြည်းချင်းရှောက်လာပြီးမင်္ဂလာဝိုင်းတစ်ခွက်ကိုတောက်လိုက်တယ်အဲ့ဒီနောက်မှာတော့တန့်စင်တဲ့ဖျားဆွမ်းအားတွေကသူ့လူသားခန္ဓာကိုယ်ထဲကနေပောက်ကွဲထွက်လာတယ်အိုးမဟုတ်ပါဘူးသူ့ရဲ့အမတ်တရားတွေနိုးထလာပြီးကျမကောင်းပြီးချုံကိုလှမ်းပြီးတင်းပေါက်ကနေခုံချဖို့လှည့်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲလက်ရှိကြီးတစ်စုံကကျမခါးကိုဖမ်းဆုပ်ပြီးသူ့ရင်ခွင်ထဲကိုတင်းတင်းကြပ်ကြပ်ဆွဲသွင်းလိုက်တယ်ကောင်းပါလေဘယ်ကိုသွားဖို့ကြံစီနေတာလဲကျမတောင်းခဲသွားတယ်လွတ်လပ်မရှိတော့ဘူးကျမခေါင်းကိုအခက်သားလှည့်လိုက်ပြီးသူ့လက်စွပ်ကိုဆွဲလိုက်တယ်ခင်ပွန်းဒီဒါကျမတို့ရဲ့မင်္ဂလာဦးမြလေးအပြုတ်မူကိုစင်ကျင်တဲ့တယ်မဟုတ်လားအော်အခုတော့ကျွန်တော်ကိုခင်ပွန်းဒီလို့ခေါ်တော့တာပေါ့အရင်တုန်းကဘူဂျိုတောင်မှာမင်းကိုကောက်ရတော့ကမင်းကကျွန်တော်ကိုဖခင်လို့ခေါ်ဖို့အတင်းလုပ်ခဲ့သေးတာလေကျွန်တော်ကိုရေချိုးခိုင်းတယ်ကိုးကောင်တွေဖမ်းခိုင်းတယ်အဲ့တုန်းကတော့တတိရှိလာပါလားကျမမျက်နှာကရဲတက်သွားတယ်အဲ့တုန်းကကျမကငယ်ပြီးဘာမှမသိသေးလို့ပါပြီးတော့လေရှင်ကျမကိုကောင်းကောင်းမွေးထားတာပဲမဟုတ်လားဟုတ်တယ်မွေးထားတာပေါ့ဒီယုံမွေးပေါက်တဲ့ဖီနစ်ငတ်မလေးကိုမွေးဖို့ကျွန်တော်ရဲ့ကျင့်စဉ်တစ်ဝက်တောင်ကုန်သွားတယ်ဒါကိုမင်းကကောင်းကင်ဘုံမှာကျွန်တော်ကိုရန်သူလို့လူသိရှင်ကြားကြီးညာခဲ့သေးတာဒါကြောင့်ဒီညတော့ဒီအကောင့်ကိုတေချာရှင်းကြရအောင်လား9 နှစ်အကြာမှာဖီနစ်နဲ့တောင်ပေါ်မှာဖီနစ်တစ်ပင်တွေကတောင်ကုန်းတွေကိုဖုံးလွှမ်းထားပြီးအယောင်ဆုံးကစားစရာတွေနဲ့အလှဆင်ထားတယ်သူကလက်နှစ်ဖက်စလုံးမှာရွှေရောင်ဖီနစ်ငယ်လေးတွေကိုကင်ထားပြီးပါးစပ်မှာနိုးဘူးတက်ထားတယ်အကြီးဆုံးရေမင်းအမေရဲ့အမွှေးတွေကိုမစွဲနဲ့တော့တတိယမြောက်လေးအဲ့ဒီမီးလုံးကိုတရွေးထွေးထုတ်လိုက်အဲ့ဒါအစာမဟုတ်ဘူးကျမကကလတ်ထိုင်မှာပြီးစွာလှဲလျောင်းရင်းဖျဲသီးစိတ်ကိုစားနေတယ်ကန်ရွှမ်းကလေးတွေကရှင်းရှက်စရာမရှိအောင်ပြုမှုတာကိုကြည့်ချင်နေကြတယ်ချစ်စနီးရေကျွန်တော်ရဲ့ရှက်စရာမရှိမှုဆိုတာအခုတော့ကလေးတွေအတွက်အသီးခွာပေးဖို့ပဲတုံးလို့တာပါမင်းကြည့်ချင်တယ်ဆိုရင်နောက်တနည်းနဲ့လေ့ကျင့်လို့ရပါတယ်သွားစမ်းပါအဝေးမှာဖီနစ်ငှက်ရဲ့အော်တန်တွေကတိမ်တိုက်တွေကြားမှာပဲ့တင်ထက်နေတယ်ကောင်းကင်ဘုံကငိမ့်ချမ်းနေတယ်ကျမသူ့ကိုမိတွေ့ရင်းမျက်လုံးတွေကိုမှိတ်လိုက်တယ်ဒီဘဝမှာတော့စစ်ဖျားကြီးဒါမှမဟုတ်ကောင်းကင်ဘုံဧကရေမလုပ်တော့ဘူးဖခင်တယောက်နဲ့ခင်မုန်းတယောက်ပဲဖြစ်တော့မယ်နေအောင်ကြီးကမိတောက်တယ်လို့မြည်ရတဲ့အရွက်တွေကြားကနေရွှေရောင်လိုမျိုးဖြာချနေတယ်လီဝှေ့အစီတွေဆက်မစားနဲ့တော့စတုထမြောက်လေးကအရှိပင်လေကလက်ဆောင်ပေးလိုက်တဲ့နှစ်1000ကြာပလဲကိုမျိုးချလိုက်ပြီးစားလိုက်ရင်ဘာဖြစ်လဲအာဟာရဖြစ်တာပေါ့ပြီးတော့အဲ့ဓာတွေကရှင့်ရဲ့အရင်လက်အောက်ခံတွေပေးလိုက်တာမဟုတ်လားစစ်ဖျားကြီးရဲ့တာသမီတွေကအားနည်းလို့မဖြစ်ဘူးလေသူကကလေးကိုစောက်ထုံးမြောက်လိုက်ပြီးညင်သာစွာရိုက်လိုက်တယ်ဒီအကျင့်ဆိုးတွေအကုန်လုံးကမင်းစီကနေရတာလေနှလုံးသားမရှိတဲ့သူအဲ့ဒါကိုထပ်ပြောကြည့်စမ်းမင်္ဂလာဦးညမှာအကောင့်ရှင်းဖို့ကလေးထိတ်လက်ဆွဲစာအုပ်ကိုယူလာဖို့ဘသူကအတင်းလုပ်ခဲ့တာလဲအဲ့ဒီညကိုတွေးပြီးတော့ကျမမျက်နှာကထပ်ပြီးရဲတက်လာတယ်အဲ့ဒီအချိန်မှာပဲရွှေရောင်လင်းတန်းတစ်ခုကကောင်းကင်ကိုဖျက်ကျော်သွားတယ်စစ်ဖျားကြီးလီဝှေ့မလေးနယ်ပယ်3ခုမှာအရေးကြီးတဲ့ကိစ္စတစ်ခုဖြစ်နေတယ်ကန်ရွှမ်းရဲ့အကြည့်တွေကချက်ချင်းအေးဆက်သွားတယ်မန်နက်နယ်ပယ်ကလက်စားချေတာလားဒါမှမဟုတ်အပြင်ကမန်နက်တွေတစ်စိတ်ကိုဖျက်ဆီးတာလားမဟုတ်ပါဘူးကောင်းကင်ဘုံကနတ်ငယ်လေးတွေပါရှင်တို့ကလေးမွေးတာကျွမ်းကျင်တယ်လို့ကြားလို့သူတို့ကိုတင်ပေးဖို့လာတောင်းဆိုတာပါသွားစမ်းပါကွာကန်ရွှမ်းရီရှင်ရဲ့နတ်အာနာကနေပယ်ကျော်ကလေးထိန်လန်းညွန့်အဖြစ်ပြောင်းလဲသွားပြီထင်တယ်ရှင်ကိုယ်တိုင်ကြောင့်မဟုတ်လားကျမကလေးမွေးချင်တယ်လို့ပြောနေတာကသာမလုပ်ဘူးဆိုရင်ကျမတယောက်တည်းအကုန်လုံးကိုကင်တွယ်ပြီးအလောင်းခံနေရမှာလားသူကညီးတွားနေပေမဲ့သူ့လက်တွေကတော့နူးညံ့နေတော့မှာပဲကန်ရွှမ်းရှင်အောင်တက်ရလားရှင်ကလင်းဆောင်ခမ်းမမှာထိုင်ပြီးနတ်အားလုံးရဲ့အလေးပြုမှုကိုခံယူဖို့ဖြစ်လာခဲ့တာလေသူကအဝေးကိုကြည့်လိုက်တယ်ကျမတစ်ချိန်ကတတဝါအားလုံးအတွက်နတ်ဘဝကိုဆွန့်လွတ်ခဲ့ဘူးလေခြေလန်းတိုင်းကဓာတ်သွားပေါ်ရှောက်နေရတယ်လို့ပဲရှင်အမွေးတွေကျွတ်တုံးကဘလို့ပုံစံဖြစ်သွားလဲမှတ်မိလားအဲ့ဒါကိုထပ်ပြောရင်ရှင်ဝိယုံကိုမိရှုဖြစ်မယ်အဲ့တုန်းကဒီအကြီးတန်းတဲ့ငှက်မလေးကဒုက္ခပေးလို့လေလို့ကျွန်တော်ထင်ခဲ့တာဒါပေမဲ့နောက်ပိုင်းမှာတော့သူမသားဘေးနားမှာစကားတွေအများကြီးပြောမနေရင်နယ်ပယ်3ခုမှာထာဝရအသက်ရှင်ရတာဟာအဆုံးမရှိတဲ့ဆင်းရဲဒုက္ခပဲဖြစ်နေမှာဆိုတာကိုသဘောပေါက်လိုက်တယ်အာနာနတ်ဘဝကျွန်တော်တန်ပေါင်းများစွာသောနှစ်တွေမှာပိုင်ဆိုင်ခဲ့ဘူးတယ်အဲ့ဒါတွေကိုကျွန်တော်ညှိငွေ့နေပြီဒီလူသားဆန်တဲ့နှွေးထွေးမှုကျွန်တော်လက်ထဲကနှွေးထွေးမှုမျိုးကပဲကျွန်တော်ဘယ်တော့မှမမျှော်လင့်ရဲခဲ့ပေမဲ့အကာအကွယ်ပေးခြင်းဆုံးအရာဖြစ်လာတယ်အဲ့ဒီအချိန်မှာပဲအငယ်ဆုံးလေးကသူ့ပခုံးပေါ်ကိုတက်လာတယ်ဖေဖေမေမေဖတ်ပါအောင်ကျမတို့ဖီနစ်တော်အုပ်ထဲမှာအတူတူထိုင်ပြီးနေဝင်ချင်းကကောင်းကင်ကြီးကိုဖီနစ်မွေးလိုညီရဲတော့အောင်ပြောင်းလဲပေးတာကိုကြည့်နေကြတယ်ကန်ရွှမ်းတနေ့နေ့မှာကန်ကြမာရီတွင်းကကျမတို့ကမစုံတွေ့တင်ဘူးလို့ပြောလာရင်ဘယ်လိုလုပ်မလဲအဲ့ဒါဆိုရင်ကျွန်တော်အဲ့ဒီရေတွင်းကိုရိုက်ချိုးပြီးနေရဲပြီးမှကျမတို့ရဲ့ကန်ကြမာကိုကိုယ်တိုင်ပြန်ရေးမယ်ဒီဘဝမှာတော့နယ်ပယ်3ခုအတွက်အသက်ရှင်မှာမဟုတ်ဘူးမနှက်ပြန်မနှက်စာဖာစားမလဲဆိုတဲ့ရိုးရှင်းတဲ့အရာတွေအတွက်ပဲအသက်ရှင်မယ်ကန်ရွှမ်းတောင်ခဲသွားပြီးမှရေမောလိုက်တယ်ကျမနာမည်ကလီဝှေ့ကျမကသူ့ရဲ့အထီးကျန်တဲ့နတ်ဘဝတွေကသူ့ရဲ့တခုတည်းသောလူသားဆန်တဲ့အိမ်မက်ပါကျမတို့ရဲ့ပုံမြင်ကကန်ကြမာရီတွင်းမှာပြီးဆုံးသွားခဲ့ပေမဲ့ဒီမြက်ပင်တွေတစ်ပင်တွေကြားမှာတော့အခုမှစတင်တာပါကန်ရွှမ်းတတိယမြောက်လေးကရှင့်ရဲ့စစ်ဖျားတစ်စိတ်ကိုစပွဲထောက်ဖို့သုံးနေတယ်တွားဖမ်းလိုက်အောင်ချစ်စနီးရေမင်းမကူညီပေးနိုင်ဘူးလားမရဘူးကျမခါနာနေတယ်အော်မင်းညကတော့ဒီလိုမတွေးမိပါဘူးကန်ရွှမ်းတောင်ခဲသွားပြီးကလေးတွေကတဟားဟာရေမောလိုက်ကြတယ်တစ်ချိန်ကအကြီးမြတ်ဆုံးစစ်ဖျားကြီးကလက်စော့ကိုပင့်တင်ပြီးစိုးသွန်းတဲ့ဖီနစ်ငယ်လေးနောက်ကိုလိုက်ဖမ်းတယ်
ကျမကတော့ကလတ်ထိုင်ပေါ်မှာလှဲလျောင်းရင်သူခိုးထည့်ပေးလိုက်တဲ့ကျမနာမည်ထိုးထားတဲ့ဖိနစ်ကြောက်တစိတ်ကိုကင်ပြီးလွတ်လပ်စွာရင်မောနေတယ်ဒီဘဝကတကယ်ကိုမစိုးပါဘူး